အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့မိတ်ဆွေတို့တွေရဲ့ဘဝမှာကျွန်တော်တို့ကိုအဆောင်ရှောက်ပေးမယ်ကျွန်တော်တို့ဘဝကိုစောင့်ရှောက်ပေးမယ်တရား၄ပါးပေါ့တနည်းအားဖြင့်တော့စတုရာရခကမ္မထံလို့ပါဠိလိုခေါ်ပါတယ်မြန်မာလိုဆိုရင်တော့ကိုဆောင်တရား၄ပါးပေါ့ကိုစောင့်ရှောက်ပေးမဲ့တရားကိုအန္တရာယ်တွေကနေကာကွယ်ပေးမဲ့တရားအန္တရာယ်တွေမဖြစ်အောင်ကိုဒီလိုမျိုးဒီတောကပရိဒေဝဒုက္ခဆိုတဲ့ဒီဆင်းရဲတဲ့အရာတွေကနေပြီးတော့မှကာကွယ်စောင့်ရှောက်ပေးမဲ့တရား၄ပါးကိုဒီနေ့ကျွန်တော်မျှဝေပေးချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးပြီးတော့မှမိတ်ဆွေတွေကိုဓမ္မသီးနဲ့ပတ်သက်တဲ့သိစရာတွေကိုစဉ်ဆက်မပြတ်မျှဝေပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်းပဲ subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာကျွန်တော်တို့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်စောင့်ရှောက်ပေးမဲ့တရား၄ပါးဆိုတာဘာတွေလဲဆိုလို့ရှိရင်တော့နံပါတ်1ကတော့တဲ့ဒီဗုဒ္ဓနုတ္တိဘာဝနာဆိုတဲ့ကိုယ်ဆောင်တရားတစ်ပါးဖြစ်ပါတယ်ဗုဒ္ဓနုတ္တိဘာဝနာဆိုတာဘာခေါ်လဲဆိုလို့ရှိရင်ဗုဒ္ဓဆိုတာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအနုတ္တိဆိုတာအနုတ္တိဘာဝနာဆိုတာကအဖန်တလဲလဲအောင်မေးတဲ့စင်ကျင်တဲ့ဘာဝနာကိုခေါ်ခြင်းဖြစ်ပါတယ်နော်ဘုရားနုတ္တိဘာဝနာဆိုတာကမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအဖန်တလဲလဲပွားများခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ဟာဆိုလို့ရှိရင်အများကြီးရှိမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ထဲမှာဥပမာအရဟံဂုဏ်တော်ပေါ့အရဟံဂုဏ်တော်ကိုကျွန်တော်တို့ပွားများမယ်ဆိုလို့ရှိရင်ဥပမာအရဟံနော်ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဒါမြတ်စွာဘုရားရှင်ရဲ့ဂုဏ်ကိုဒါကျွန်တော်တို့စိတ်ကနေပြီးတော့မှညွတ်ပြီးတော့မှမြတ်စွာဘုရားရှင်ဒီကိလေသာတွေကင်းစင်တော်မူတယ်ကိလေသာအနောက်အကျူတွေကိုဝါဒနာဒလိအထုံငွေ့များဆိုတဲ့အတိုင်းပဲเนาะအရဟံတို့1500ကိလေသာတို့ဝါဒနာဒလိအထုံငွေ့များမငွေ့မရိပ်ဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်သင်းလွန်တန်ရှင်း၍မင်းပြည်သူကြည်ဘူးကောရောအလူတော်မန်အပူစောကိုခံယူတော်မူတိုင်သောဤအကြောင်းကြောင့်လီအရဟံဆိုတာဒါအရဟံဂုံတော်ပေါ့နော်မြတ်စွာဘုရားရှင်ဟာ1500သောကိလေသာတွေကိုဝါဒနာနဲ့တကွဝါဒနာအထုံနဲ့တကွပယ်တတ်တော်မူတဲ့ကိလေသာတွေကိုမြူတမှုမှမကြံအောင်ပယ်တတ်တော်မူသောမြတ်စွာဘုရားဒါဒီလိုမျိုးလေးကျွန်တော်တို့ကမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုအောင်ပြီးတော့မှဒါဗုဒ္ဓနရိကမ္မထံကျွန်တော်တို့ပွားများလို့ရတယ်ပွားများဖြစ်တယ်ပေါ့မြတ်စွာဘုရားရှင်ရဲ့ဒီကျွန်တော်တို့ဒီဟိုပါပေါ့ဒီရဟန္တာတွေကဘာကွာလဲဆိုရင်ကျွန်တော်တို့ရဟန္တာမထေရမြတ်ကြီးရတော့တချို့ရဟန္တာမထေရမြတ်ကြီးတွေဟာဆိုလို့ရှိရင်ဒါကျွန်တော်တို့သူတို့ရဲ့ဒီရဟန္တာဖြစ်တဲ့အချိန်မှာဒီသူတို့ရဲ့ဒီအထုံဝါဒနာလေးတွေအငွေ့အမြကြံခဲ့တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီစပယ်ပန်းပေါ့နော်စပယ်ပန်းတွေထုတ်ထားတယ်ဒီဖက်ဟာစပယ်ပန်းတွေမရှိဘူးစပယ်ပန်းအနက်ကျန်တယ်လို့ပဲသူရဲ့အနံ့လေးကျန်တယ်လို့ပဲဒီရဟန္တာမထေရမြတ်ကြီးတွေကြတော့ခါရဟန္တာဖြစ်တဲ့အခါမှာသူတို့ရဲ့ဝါဒနာတို့အထုံတို့ကအငွေ့လေးတွေကျန်ခဲ့တယ်ဖះရှင်ကတော့အဲ့လိုမျိုးဒီဝါဒနာတွေအငွေ့တွေကကျွန်တော်တို့လုံးဝမကြံရှိခဲ့ပဲနဲ့ပယ်တတ်တော်မူခဲ့တဲ့အတွက်မြတ်စွာဘုရားရှင်ကဒါအရဟံเนาะကိလေသာတွေကိုဒီလုံးဝကင်းစင်တော်မူတဲ့မြတ်စွာဘုရားဆိုပြီးမြတ်စွာဘုရားရှင်ရဲ့ဒီဗုဒ္ဓနုတ္တိဘာဝနာကိုဒါပွားများမှာဖြစ်တယ်ဒါကိုဆောင်တရားတစ်ပါးပေါ့အဲ့ဗုဒ္ဓနုတ္တိဘာဝနာကိုပွားများခြင်းအဖြစ်ဘလို့အကျိုးတွေရမှာလဲဆိုတဲ့ခါကျတော့ဒီမြတ်စွာဘုရားရှင်ဟာဒီလိုမျိုးဒီကိလေသာတွေကင်းစင်တော်မူတယ်ဆိုရင်ဒီလိုမျိုးပွားများတဲ့ခါမြတ်စွာဘုရားရှင်ဟာတော့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေမရှိရတဲ့အင်မတန်မှကင်းစင်တော်မူတယ်ဆိုတော့ဒီလိုမျိုးနှလုံးသွင်းစင်ကြင်ခြင်းအဖြစ်ကိုလည်းပဲဒါကိလေသာတွေကင်းစင်လာမယ်နော်လောဘကင်းစင်တော်မူသောမြတ်စွာဘုရားဆိုရင်ပူဇော်တဲ့အခါမြတ်စွာဘုရားရှင်ကလောဘကင်းစင်တော်မူတယ်ငါလည်းပဲဒါလောဘကင်းစင်အောင်လုပ်ရမယ်လောဘနည်းအောင်လုပ်ရမယ်ဆိုပြီးမှကိုယ်မှလည်းပဲဒီစိတ်ကောင်းစိတ်မြတ်ကြီးဝင်လာနိုင်တယ်ဒါကြောင့်မို့ဒါဗုဒ္ဓနုတ္တိဘာဝနာပွားများခြင်းအကျိုးဖြစ်ပါတယ်เนาะအထုံဆိုတာဟာကောင်းတဲ့အထုံဆိုတာပွားများတာပေါ့ကောင်းတဲ့အလေးကျင့်နေဆိုတာလေ့ကျင့်ယူရတာပေါ့အဲ့တော့ဒါမြတ်စွာဘုရားရှင်ရဲ့ဒေါသကိစ္စတော်မူမြတ်စွာဘုရားရှင်ဟာဒေါသကိစ္စတော်မူတယ်နောက်မြတ်စွာဘုရားရှင်ဟာအိတ်တာမေစရိယဆိုတဲ့တရားစိုးတွေကိစ္စတော်မူတယ်မြတ်စွာဘုရားရှင်ဟာမမာနာတွေမရှိဘူးသူတို့ရညှိုးဖွဲ့ပြီးတော့မှတက်ဖြတ်ဖို့အတွက်
ဒီကြောင်မောင်းနေစင်တယ်လေးတွေစင်တယ်နောက်လူသက်သမားတွေငှားပြီးတော့မှအသက်ခိုင်းတဲ့ဒီပုံကိုယ်တွေဖြစ်တဲ့ဒီဒေဝရက်တို့အစရှိတယ်ပေါ့နော်စိတ်စမာနာတို့ပေါ်မှာလည်းပဲအာဃာတတွေမထားဘူးမြတ်စွာဘုရားရှင်ကိုဘလို့ပဲမကောင်းနေပြောဘလို့ပဲအပုတ်ချအရှိဖက်ကွဲနောက်ဆုံးအသက်သေးတဲ့အထိလုပ်ပေးမယ်မြတ်စွာဘုရားရှင်ကဒီရဲ့မဟာကရုဏာတော်နဲ့မေတ္တာထားတော်မူတယ်ဆိုရင်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တွေကိုအောင်ပြီးတော့မှလောဘကင်းစင်တော်မူသောမြတ်စွာဘုရားဒေါသကင်းစင်တော်မူသောမြတ်စွာဘုရားမောဟကင်းစင်တော်မူသောမြတ်စွာဘုရားဒါမြတ်စွာဘုရားရှင်ရဲ့နောက်ဂုဏ်တွေကိုပွားများလို့ရတယ်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံပူဇော်ထူးကိုခံယူတော်မူတိုင်းသောမြတ်စွာဘုရားအရဟံစိတ်ွယ်ရာအရ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားဆိုတဲ့မြတ်စွာဘုရားရှင်ရဲ့ဒီဂုဏ်တော်တွေကိုကျွန်တော်တို့ကအာရုံပြုမယ်ဆိုလို့ရှိရင်ဒါဟာဗုဒ္ဓနတတိဘာဝနာပွားများပြီးသားဖြစ်တယ်ပေါ့ကိုကိုဒါဆောင်းရှက်ကိုကာကွယ်ပေးတဲ့တရားဖြစ်တယ်ကိုဆောင်တရားဒါနံပါတ်1ဗုဒ္ဓနတတိဘာဝနာကိုမိတ်ဆွေတို့တွေကျွန်တော်တို့တွေကပွားများမှာဖြစ်ပါတယ်အဲ့လိုပွားများမယ်ဆိုရင်ကိုယ်မှာစိတ်ကောင်းနှလုံးကောင်းတွေရှိလာမယ်စိတ်ကောင်းနှလုံးကောင်းတွေရှိလာတဲ့အခါမှာလောဘဒေါသမောဟတွေနည်းလာတယ်မာမနာတွေနည်းလာတယ်အိတ်တာမစ္စရိယသူတစ်ပါးပေါ်ညဉ့်နေတဲ့စိတ်တွေနည်းလာတဲ့အခါမှာစိတ်ကောင်းနှလုံးကောင်းတွေဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့တန်တန်မှာစိတ်ကောင်းနှလုံးကောင်းတွေဖြစ်လာတာနဲ့အမျှသူတစ်ပါးပေါ်မှာမုန်းတီးစိတ်ထားတွေအာဃာတစိတ်ထားတွေသူတစ်ပါးကိုပစ္စည်းလိုတဲ့စိတ်ထားတွေသူတစ်ပါးကိုမကောင်းပြောတဲ့ဒီမနောကံနဲ့အတွေးတွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့ဝစီကံအပြောတွေမကောင်းတဲ့မနောကံအတွေးတွေမကောင်းတဲ့ဒီကာယကံအလုပ်တွေဟာကျွန်တော်တို့နည်းနေတယ်မြတ်နည်းသွားတာပေါ့နော်ဘုရားရှင်ရဲ့ဗုဒ္ဓနတ္တိဘာဝနာကိုပွားများခြင်းအပြင်ဒါကျွန်တော်တို့ရဲ့တန်တန်မှာစိတ်ကောင်းစိတ်မြတ်တွေဝင်လာဖြစ်တဲ့အတွက်ကိုစောက်ရှောက်ရတာဖြစ်တဲ့အတွက်ကိုဟာကောင်းတဲ့လုပ်တွေပဲလုပ်ဖြစ်သွားတယ်ကာယကံဝစီကံမနောကံတွေညပေါ့နော်ဒါလည်းပဲဒါကိုဆောင်တရားတဘာပထမဦးဆုံးကိုဆောင်တရားတဘာဖြစ်တယ်ပေါ့နောက်တဲ့ဒုတိယကိုဆောင်တရားတစ်ပါးကဘာလဲဆိုလို့ရှိရင်တော့မေတ္တာဘာဝနာဖြစ်ပါတယ်မေတ္တာဆိုတာဟာကျွန်တော်တို့ဒေါသရဲ့စံကျင်ဖြစ်ပါတယ်မေတ္တာဘာဝနာပွားများမယ်ဆိုတာကပုဂ္ဂိုလ်တရားဝါတွေရဲ့အပေါ်မှာမေတ္တာပွားများတယ်တရားဝါတွေအမောတပ်ပြီးတတ္တာတပ်ပြီးပါဏာတပ်ပြီးဘုဒ္ဓတပ်ပြီးပုဂ္ဂလာတပ်ပြီးအတ္တဘာဝပရိယပန္နာဒါကတော့ကျွန်တော်တို့ပါဠိလိုရွတ်ဆိုတာပေါ့မေတ္တာပို့တဲ့အခါမှာမြန်မာလူရွတ်ဆိုလဲရတယ်တရားဝါတွေကျမ်းမာကြပါစေတရားဝါတွေချမ်းသာကြပါစေအနေရကင်းဘေးရှင်းကြပါစေတရှိချမ်းမှာစိတ်ချမ်းသာကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေအဲ့တော့မေတ္တာနဲ့နေရတဲ့အခါမေတ္တာလွှမ်းခြုံတာပေါ့ကိုယ်နဲ့ဆက်ဆက်ပြီးတော့မှတခြားတရားဝါတွေရုပ်ဆောအဆုံးပေါ့ကိုယ်နဲ့လုတ်ပေါ်ကံမေတ္တာပေါ်မေတ္တာထားလိုက်တယ်ကိုယ်ပတ်ဝန်းကျင်ကလူတွေပေါ်မေတ္တာပေါ်ရတဲ့အခါမှာမေတ္တာကဒေါသရဲ့စံကျင်ဘက်ကိုအဲ့တော့ဒေါသထွက်နေရဆိုလို့ရှိရင်မေတ္တာပွားများလို့မရဘူးမေတ္တာပွားနေရဆိုရင်ဒေါသစိတ်မဖြစ်ဘူးပေါ့အဲကြောင့်မလို့မေတ္တာဘာဝနာပွားများပဲတရားဝါတွေကိုကျမ်းမာစေခြင်းနဲ့စိတ်ချမ်းသာစင်တဲ့စိတ်ကလေးနဲ့ကျွန်တော်တို့ကဒါမေတ္တာပွားများမှာဖြစ်တယ်ပေါ့နော်အဲမေတ္တာပွားများမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ကိုမုန်းနေတဲ့သူတွေလည်းပဲကိုယ့်ဘောမှာဒီဒုက္ခမပေးနိုင်တော့ဘူးကိုယ့်ကိုမလူတဲ့ပုံကိုယ်တွေမုန်းတီးတဲ့ပုံကိုယ်တွေရန်ညိုးဖွဲ့ခြင်းကလည်းပဲပြပြောက်သွားမယ်ပေါ့ကိုယ်တိုင်ကလည်းတခြားသူတွေရဲ့ပေါ်မှာရန်ညိုးတွေဖွဲ့နေတယ်အာဃာတတွေထားနေတယ်မုံတီးနေတယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကအဲ့ဒီရန်ညိုးတွေကမပူလောင်တော့ဘူးပေါ့ကျွန်တော်တို့ကနော်ဒေါသနဲ့လူတွေအပေါ်မှာဆက်ဆံနေတယ်ပြောဆိုနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပူလောင်တယ်ဘာဖြစ်ဖြစ်ဒီဒေါသရဲ့အရှိန်ဟာကျွန်တော်တို့ဟတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကမေတ္တာဘာဝနာသည်နော်ကိုယ့်ရဲ့ဒီစိတ်ကောင်းနှလုံးကောင်းလေးနဲ့အေးချမ်းတဲ့စိတ်ကလေးရဲ့တရားဝါတွေကျမ်းမာကြပါသည်ချမ်းသာကြပါစေဆိုတဲ့စိတ်ထားလေးနဲ့မေတ္တာပွားတယ်မေတ္တာဘာဝနာဖြစ်စီတယ်ပေါ့အဲ့တော့ဒီတရားကလည်းပဲကျွန်တော်တို့အတွက်ကိုယ်ဆောင်တရားဒါနံပါတ်1ဖြစ်တယ်နောက်ထပ်နံပါတ်3ကိုယ်ဆောင်တရားကတော့ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အာတုဘဘာဝနာပေါ့အာတုဘဘာဝနာဆိုတာကအချို့ကအာတုဘနဲ့ပြောလိုက်ရင်တည်တဲ့လူတည်ကောင်ခေါ်နေတာပေါ့နော်အာတုဘဆိုလို့ရှိရင်တမိတ်မရှိဘူးအာတုဘဆိုတဲ့စကားကိုမကြားရင်တဲ့လူတွေရှိတယ်မသုံးတဲ့လူတွေရှိတယ်နမိတ်မရှိဘူးနမမရှိဘူးဆိုပြီးမှဒီအာတုဘဆိုတဲ့စကားကိုမကြားခြင်းမပြောခြင်းမသုံးခြင်းတွေရှိတယ်တကယ်တော့အာတုဘဆိုတာဟာတကယ်တော့တုဘပေါ့နော်တုဘကတင့်တယ်စရာဘာတစ်ခုမှဆိုတာမရှိတာပေါ့အာတုဘဘာဝနာလည်းကျွန်တော်တို့ဒီကိုဆောင်တရား၄ပါးကိုဆောင်တရားထဲမှာဒီရှိရမယ့်တရားပေါ့
ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့အပါဝင်ပေါ့ဒီမိတ်ဆွေတို့အားလုံးကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကလှပနေတယ်တင့်တယ်နေတယ်ဆွဲမဲ့စရာကောင်းတယ်တခြားသူတွေရဲ့ခန္ဓာကိုယ်ကြီးကလည်းလှပနေတယ်လှပစရာကောင်းတယ်ဆွဲမဲ့စရာကောင်းတယ်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရုပ်စင်းပေါ်မှာဒီမာနတွေဖြစ်ပြီးတော့မှကျွန်တော်တို့ကခြေပြားထောက်တဲ့ခါမှာတခြားသူတွေကိုမလေးမစားတွေလုပ်တတ်တယ်ပေါ့အဲကြောင့်မို့ဒီအာသုဘဘာဝနာဆိုတာဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးရဲ့မတက်မတဲရောစွဲကောင်းတဲ့အရာတွေကိုစင်ကြင်ရတာဖြစ်တယ်ပေါ့ဥပမာဆိုကျွန်တော်တို့ပါဆိုလို့ရှိရင်ဒါသပင်တွေရှိတယ်နောက်မွေးညင်းရှိတယ်ခြေသက်လက်သေးတွေပေါ့အဲ့ဒီသပင်တွေမွေးညင်းတွေခြေသက်လက်သေးတွေတကယ်လို့ကျွန်တော်တို့ရဲ့ဒီစပင်ဟာခေါင်းပေါ်မှာရှိစပင်ကထမင်းခွက်ထဲရောက်သွားရင်လူတွေကမစားတော့ဘူးเนาะထမင်းပကံထဲမှာစပင်မွေးရှိတယ်ဟင်းပကံထဲမှာစပင်မွေးရှိရင်ယွန်မိုးကောင်းနေယွန်စရာဖြစ်တယ်ဆိုပြီးတော့လူတွေကယွန်ကြတယ်ပေါ့အဲ့ဒါမို့လို့ဒါဟာလည်းပဲကျွန်တော်တို့ခေါင်းပေါ်မှာရှိနေရင်တော့လှတယ်ထင်ရပေမဲ့တကယ်လို့ထမင်းပကံထဲမှာကျသွားတယ်ဆိုရင်ယွန်မိုးကောင်းတယ်စပင်မွေးငင်းခြေသက်လက်သေးတွေနောက်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဒီသွားဆိုရင်လည်းပဲမတိုက်ဖဲထားရင်အင်မတန်မှဆွတ်ဆွတ်ယွန်ရှာဖို့ကောင်းတယ်နန်းနေပေါ့เนาะဒါခေါင်းဆိုလည်းမလျှော်ပဲထားရင်ဒီခေါင်းကြီးက50လောက်ဆိုလို့ရှိရင်တော်တော်ကြီးနန်လာတယ်ပေါ့အဲ့ဒါမို့ကျွန်တော်တို့ခန္ဓာကိုယ်ဒီသူ့ဘဆိုရတစ်တယ်စရာဘာတစ်ခုမှမရှိဘူးဆိုတာလေးကိုလည်းပဲနှလုံးသွင်းရမယ်သပင်မွေးညင်းခြေသက်လက်သေးသွားရည်တူရည်ပါအသားအကျော်အယိုယူရင်းချင်းစီနှလုံးအသေးအမြေအဖျင်းအဆုပ်ဥမဥသိန်းအစာသက်စာအောင်အုံနောက်အသေးချေတလိပြည်သွေးချေပြည်သွေးချွေမြည်ရည်အစီကြီးနှက်ဒရွေကျင်ငယ်အစေးဆိုတဲ့ဒီကျင်ကြီးကျင်ငယ်အစရှိတဲ့ဖြစ်ကျွန်တော်တို့ကုဋ္ဌာတ32ပါးသောကုဋ္ဌာသားတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဘာမှတည်နေစရာမရှိဘူးဆိုတော့နှလုံးသွင်းကိုကျွန်တော်တို့ကနှလုံးသွင်းရမှာဖြစ်တယ်အဲ့လိုနှလုံးမသွင်းမှုဆိုရင်လောကမှာငါအလှဆုံးငါအမြတ်ဆုံးငါအသာဆုံးဆိုပြီးတော့မှကိုယ့်ရဲ့အလှပပေါ်မှာမာနတွေတက်ပြီးတဲ့အခါမှာမလုံးတဲ့လုပ်တွေလုံးမိတယ်ပေါ့နော်မပြောသင့်တာတွေပြောမိတယ်မတွေးသင့်တာတွေတွေးမိတယ်လေပေါ့အဲကြောင့်မို့ကျွန်တော်တို့ကဒီအာသုဘဘာဝနာဆိုရဲကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့မတင်မတဲယွန်းစပွဲကောင်းတဲ့အရာတွေကိုလည်းပဲမြေမပြဲစင်ကြရမှာဖြစ်တယ်ဒါလည်းပဲကိုဆောင်တရား၄ပါးထဲမှာတပါးအပါဝင်ဖြစ်ပါတယ်နောက်ဆုံးကိုဆောင်တရားတပါးကတော့ဗာလဲဆိုလို့ရှိရင်တော့မရဏနုတ္တိဘာဝနာဖြစ်ပါတယ်မရဏနုတ္တိဘာဝနာဆိုတာဒီသိခြင်းတရားကိုအဖန်တလဲပွားများမှာဖြစ်ပါတယ်ဘာကြောင့်ဒီမြတ်စွာဘုရားရှင်ကသိခြင်းတရားကိုပွားများခိုင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့မိတ်ဆွေတွေကဒီသူများနေတည်သွားတယ်တရားဝိတရားတည်တော့သူတော့တည်သွားပြီသူကဆုံးသွားပြီဆိုပြီးတန်ဝေကတော့ခဏရလိုက်တယ်ဒါပေမဲ့ကိုကမတည်ဘူးလို့ထင်တာပေါ့နော်ကိုကမတည်ဘူးလို့ထင်တယ်မတည်ဘူးလို့ထင်တဲ့အခါမှာမာနတွေတက်တယ်မကောင်းတာတွေအများကြီးလုပ်တယ်အမားတွေအများကြီးလုပ်တယ်ပေါ့ကိုယ်တိုင်လဲကိုကစင်ညာမရဏံမီဒုဝွန်ဆိုတာငါရဲ့အသက်ဟာမမြဲဘူးနေခြင်းကမမြဲဘူးသေခြင်းကမြဲတယ်ကျွန်တော်တို့ဇီဝိတဆိုတဲ့ဒီမွေးဖွားခြင်းရှိရင်ဇာတိရှိရင်မရဏရှိပါမွေးဖွားခြင်းရှိရင်ဒါသေဆုံးခြင်းရှိပါပဲကျွန်တော်တို့မပြောနဲ့ဘက်သာဘုရားရှင်တို့ဒီယဟန္တာမထေရတောင်မှပဲဒီသိခြင်းတရားကမလွန်ဆန်နိုင်ဘူးပေါ့နော်အဲ့မလွန်ဆန်နိုင်တဲ့တရားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီရင်တရားကိုစင်ကြီးရမှာဖြစ်ပါတယ်ဒါမှသာလေကိုကဒီသင်္ကြန်တရားကိုစီနေတဲ့အခါမှာငါအချိန်မရွေးတည်သွားနိုင်တယ်မနေ့နေ့လည်းညနေအချိန်မရွေးတည်သွားနိုင်တဲ့အကျွဲငါမှာဒီဒါနလုပ်တွေငါလုပ်ရမယ်ငါတည်လာတယ်ကိုချင်းတရားတွေမကောင်းသေးရင်ကိုချင်းတရားတွေကောင်းအောင်ငါစူးစမ်းအားထုတ်ရမယ်ဘာဝနာလုပ်တွေငါအာမထုတ်နိုင်သေးဘူးနော်ဒီတရားဘာဝနာငါအာမထုတ်ဖြစ်သေးဘူးဆိုရင်ငါအားထုတ်ရမယ်နော်အချိန်မရွေးကြီးမှတည်မှာမဟုတ်ဘူးငယ်လည်းပဲငါတည်နိုင်တဲ့အကြောင်းမို့လို့ငါဒီတရားဘာဝနာအားထုတ်ရမယ်အလူတန်းတွေမလုပ်ရတဲ့ဌာနတွေစောက်တည်ပြီးလို့လူတန်းရမယ်တီလာတွေမစောက်တည်ရသေးဘူးကိုချင်းတရားတွေမလုံးကြုံနေသေးဘူးအခြေခံ၅ပါးတီလာတောင်ငါမလုံးကြုံနေဘူးဆိုလို့ရှိရင်ငါ၅ပါးတီလာလုံးကြုံအောင်စောက်ထိမ့်မယ်တရားဘာဝနာအာနာပါနသတိဘာဝနာသမထဘာဝနာတွေဝိပဿနာဘာဝနာတွေငါတရားတွေနာကြားပြီးတော့မှဒီတရားအထုတ်ဖြစ်အောင်ငါစူးစမ်းမယ်ဆိုတဲ့ဒီစိတ်လေးတွေကျွန်တော်တို့ကစိတ်ကောင်းနှလုံးကောင်းတွေဝင်ဖို့အတွက်လည်းပဲသိခြင်းတရားကိုကျွန်တော်တို့ကနှလုံးသွင်းပေးရမှာဖြစ်တယ်အဲ့လိုသိခြင်းတရားကိုနှလုံးမသွင်းဘူးဆိုလို့ရှိရင်လူကမာနတွေတက်တယ်ကိုကမသိတော့ထင်တာပေါ့မာနတွေထောင်လွှားပြီးတဲ့အခါမှာမစော်ကားတဲ့တွေကိုစော်ကားတယ်မပြင်းမာတဲ့တွေကိုမပြင်းမာမိတယ်နော်ဝစီကံတွေကာယကံဝစီကံမနောကံနဲ့ကျွန်တော်တို့မကောင်းတဲ့အလုပ်တွေကိုလုံးမိရတဲ့အတွက်ဒီကိုဆောင်တရား၄ပါးထဲမှာမရဏနုတ္တိဘာဝနာဆိုတဲ့ဒီသိခြင်းတရားကိုဖန်တယ်လဲအောင်မိတဲ့ဘာဝနာလည်းပဲကိုဆောင်တရားတစ်ပါးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိတ်ဆွေတွေအားလုံးဟာကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ကိုစောင့်ရှောက်ပေးတဲ့ကျွန်တော်တို့နန်းမှာတကယ်ကိုဒီ
တရားကောင်း၄ပါးဖြစ်တယ်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တွေကိုဖန်ဆင်းလဲအောင်းမခြင်းဆိုတဲ့ဗုဒ္ဓနတ္တိဘာဝနာသူတော်ဘာအပေါ်နော်ကျွန်တော်တို့နဲ့ဆက်တဲ့ပုဂ္ဂိုလ်တွေတရားဝါတွေနော်တက္ကစကြဝဠာဌာနမှာရှိတဲ့တရားဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေဆိုတဲ့မေတ္တာစေလေးနှလုံးသွင်းပြီးတော့မှမေတ္တာဘာဝနာပွားများခြင်းအလုပ်တွေနောက်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အခြားသူရဲ့ခန္ဓာကိုယ်ဟာဆွဲလန်းစရာဘာတစ်ခုမှမရှိဘဲနဲ့အာတုဘဆိုတဲ့မတင့်မတင့်ကျွယ်စွဲကောင်းတဲ့အရာတွေကြီးသာရှိတယ်ဆိုတဲ့ဒီ32ခုသာတော့ဒီရွန်စဝယ်တွေကိုမတက်မတဲရွန်စဝယ်တွေကိုဆင်ញင်ပြီးတော့မှပွားများမှလည်းဖြစ်တယ်နောက်ဆုံးဖြစ်တယ်ငါလည်းမမြဲဘူးเนาะငါပတ်ဝန်းကျင်မှာရှိတဲ့ပုံကိုယ်တွေလည်းပဲနေတာမမြဲဘူးတည်ခြင်းအမြဲတယ်ဖရာရဟန်းနိုင်တောင်မှပဲတခြင်းတရားကိုမလွန်ဆန်နိုင်ဘူးငါတို့လည်းပဲအချိန်မရွေးတည်သွားနိုင်တယ်ဆိုတဲ့ဒီတရားတွေကိုမင်းမပြတ်ပွားများပြီးတော့မှကျွန်တော်တို့မိတ်ဆွေတို့တွေဟာဒီကျွန်တော်တို့ရဲ့ကိုယ်ဆောင်တရား၄ပါးကိုနေ့စဉ်နေ့တိုင်းပွားများအားထုတ်ပြီးတော့မှသူတော်ကောင်းစိတ်ဓာတ်တွေပွားများပြီးတော့မှဒီနေ့စဉ်နေ့တိုင်းကောင်းတဲ့အလုပ်တွေကာယကံဝစီကံမနောကံနဲ့ကောင်းတဲ့အလုပ်တွေကိုနေ့စဉ်နေ့တိုင်းလုပ်ပြီးတော့မှဒီကိုယ်ဆောင်တရား၄ပါးကိုနေ့စဉ်နေ့တိုင်းပွားများအားထုတ်နိုင်ကြရစေကျွန်တော်ကဆန္ဒပြုပါရခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးလည်းပဲ subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel လေးမိတ်ဆွေတွေကိုဓမ္မအသီးနဲ့ပတ်သက်တာတွေကိုစဉ်းစားမပြတ်မျှဝေပေးနေတာဖြစ်တဲ့အတွက်နော်channel ကိုလည်းပဲကျွန်တော်တို့ကဒီမိတ်ဆွေတို့သိချင်မေးချင်တာမျှဝေနေတာရှိရင်လည်းပဲ comment box ထဲမှာမေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ